တငယ်ချင်းကဗျာဆရာတို့ဘာတော့ဘရက်ကပြောဦးတယ်လမ်းကိုဖြတ်သွားတဲ့အခါအေးအေးဆေးဆေးရှောက်သူဟာဒုက္ခရောက်နေတဲ့မိတ်ဆွေနဲ့ကင်းကွာနေသူပဲဖြစ်တယ်တဲ့ဒီအချိန်ဆိုမင်းတို့ဘာလုပ်နေကြသလဲတငယ်ချင်းလက်ဖက်ရည်ကြားစိမ့်တစ်ခွက်နဲ့ညနေတကောင်ဂီတာတစ်လက်နဲ့ငါတို့ထိုင်နေကြလက်ဖက်ရည်ဆိုင်လေးတရိယာမိတယ်အခုငါတို့မီးဝိုင်းခံရတယ်တငယ်ချင်းဒီကဘာမှာစစ်မဖြစ်ရမည်တနေရာရှိရမယ်လေအခုငါတို့ကိုတောင်တန်းကိုကာကွယ်နေကြတာရန်သူက1000ငါတို့က100အာမတန်ပေမဲ့အာမလျှော့ပါဘူးငါတို့အတွက်အကာအကွယ်ဆိုတာကလည်းရုပ်ရှင်တွေကရဲတွေလိုအမြဲနောက်ကျနေတာပဲရှေ့ဆက်ရမယ်ခရီးကခွေးကိုအရင်ရိုက်ရမလို့လို့ပထွေးကိုအရင်ရိုက်ရမလို့ငါတို့ဘာလုပ်ရမလဲတကယ်ချင်းခုချိန်ဆိုမင်းတို့ဘာတွေလုပ်နေကြမလဲကိုရဲလွင်တို့ပန်းရင်လမ်းမှာမင်းတို့ပါလိမ့်မလားမတမ်းမြေအောင်တို့လူမှုကွန်ရက်မှာမင်းတို့ပါလိမ့်မလား88ပွင့်လင်းလူအဖွဲ့အစည်းမှာမင်းတို့ပါလိမ့်မလားမင်းကဗျာထဲမှာမင်းအကျဉ်းကျနေလေသလားမင်းလက်ဖြံပေါ်ကမနှက်ဖြံဆိုတာရောက်လာပြီလားမင်းစိတ်ကူးရင်အိမ်မက်တွေအကောင်အထည်ဖော်နိုင်ပြီလားငါတွေးကြည့်နေမိတာပါအခုဆိုငါအเจ้าမှာကျောင်းသားလေးတွေမစုံတော့ဘူးငါတွဲဖက်ကျောင်းဆရာလေးလည်းမရှိတော့ဘူးငါရင်ဘက်ကတန်ရာမကြက်သေးဘူးဒါပေမဲ့ငါတို့ကမ်းရိုးတန်းကိုငါတို့ဆယ်ယူနေပါတယ်ခုချိန်ဆိုမင်းတို့ဘာတွေလုပ်နေကြမလဲမင်းတို့မဝစ်တော့တဲ့အဝတ်ဟောင်းတစ်ထည်ငါတို့အမျက်တနှိုးဝစ်စင်နေကြတဲ့တဲ့မင်းတို့ဖတ်နေလေမလားငါတို့ကရေနှစ်တုံးမင်းတို့ကြပြားတွေရေကူးတင်တန်းတက်နေတော့လားငါတို့ကမီးလောင်နေတော့မင်းတို့ကြပြားတွေကမီးသက်တင်တန်းတက်နေတော့လားမင်းတို့ဖတ်နေတဲ့သတင်းဦးသတင်းထူးဆိုတာတစ်ဖြက်ဖြက်လူးနေတဲ့ငါတို့ဘဝပါငင်နေတဲ့ငါတို့အသက်တွေပါကွာမင်းဖတ်ပြီးချထားခဲ့တဲ့သတင်းစာနဲ့အတူငါတို့ဘဝတွေမိလျော့ခံနေရတော့မလားပူမိတယ်မင်းချထားခဲ့တဲ့သတင်းစာသာငါကောက်ဖတ်ခဲ့ရင်မီးဟုံဟုံတောက်နေမှာပဲတငယ်ချင်းကိုရွေး